င်္ဂလာပါဒီနေ့ဟနာအတော်ရဲ့ချက်မှာပိန်းရွက်ခူးပြီးတော့မှအတော်စီကချင်းပိန်းရွက်ချက်နည်းကိုတင်มาဖြစ်ပါတယ်အတော်ရဲ့ချင်းရွက်ရင်ချက်တာအရန်ကြိုက်တာသူဒါပေမဲ့ဟနာကိုလည်းမချက်တတ်ဘူးဆိုတော့သူ့ရဲ့ recipe ကိုပြန်ပြီးတော့မှတင်ယူမယ်လဲပါနော်ပိန်းရွက်စားချင်းပြီးမှမချက်တတ်တဲ့သူတွေလည်းအသုံးဝင်မယ်လို့ညွှန်လင်းပါတယ်အရင်ဆုံးဒီမှာတော့ပိန်းရွက်လေးတွေလက်ဆက်ဆက်ချန်ထွက်ဦးမယ်ပိန်းရွက်ခွက်တွေခလည်းမခူးရအောင်မဖြစ်လို့လဲတည်တယ်ဝေါချီစာLook at this umbrella ဟနာကမြုပ်တီးနဲ့ဆက်လေးစားချင်တယ်ဆိုတော့ထောင်းဖို့တော့လည်းတစ်ခါတည်းခူးလိုက်မယ်နော်ပင်စိမ့်လက်ခူးရအောင်မယ်အချိန်မောင်လေးလည်းတစ်ခါတည်းခူးလိုက်မယ်နော်ညုံပေါ်ရီဒီကလည်းထဲမှာဆိုတော့tomatoလေးတွေtomatoလည်းကျုံမယ်tomatoလေးလည်းထဲမှာဆိုတော့tomatoလည်းခူးလိုက်မယ်ဒါတော့ချိုးဒါကဘယ်လိုချက်ဖြစ်တယ်လေနော်ဒီတိုင်းမှာပန်းတယ်လို့ဒီမှာအကျိုးကိုဒီမှာအောက်ထားတာအခုနေလိုက်ညာအခုနေပါလေလိုက်ညာလဲဆိုတော့စားလို့ပါလို့စားပါချန်တင်မဖြစ်ဒီလိုခဏရရနော်ဒီပိန်းရွက်ကိုဟနာတို့ချွေးရချိန်မှာဘာလို့လက်ရသုံးလဲဆိုတော့ဒီအစီတွေကလက်မှာပေးရဆိုရင်လက်ကရားတတ်တယ်ဒီအခါကျရင်သူ့ရဲ့အရာလက်မှာဆွန်းသွားလို့တော်ရုံတန်ရုံနဲ့မချစ်ဘူးရနေရောတော်လေးကိုနှစ်ရက်သုံးရက်လောက်မှချစ်တယ်ဆိုတော့အဲ့လိုမျိုးအရင်မလို့ချင်တာလည်းပါရဆိုတော့ဒီဟာသုံးတာပေါ့နော်ခုတော့အယူတွေကိုအရင်ဆေးမယ်အချက်တွေကိုဆေးမယ်ဆေးပြီးတော့ခြေမယ်ပိတ်ကအချိန်ထမ်းစားလို့ကောင်းတော့ငါအမှန်လေးထည့်ရပါတယ်ညာလေးဝေးတော့ထည့်ရပါတယ်ကိုချင်းတက်လည်းရှိသွားတာပေါ့နော်အရွက်ရင်ထဲမဟုတ်ဘဲနဲ့သားတက်လည်းရသွားတယ်ဒီမှာပိန်းဦးထဲမယ်ပြီးရင်မြစ်လည်းထဲမယ်စီရတော့မကအောင်ထဲတယ်ပိန်းဦးကိုအောက်မှာခါမယ်အယိုးကိုအောက်ခါမယ်ပြီးရင်ဒါလည်းအပြရမယ်အဲ့ကျန်သေးထဲမယ်ငါတော့ပြတ်တာမပိတ်နန်းထဲမယ်ငါပါပေးတော့ဆိုတော့ပါပေးမယ်အချစ်စားတာမောတော့เป็นโมစလဲမောဒီဖုန်းရုံလေးထည့်ပြီးမှအရင်ချက်မယ်ကိုဒီချက်မယ်ငါပြပါတယ်ဆိုအပြင်မှာချက်မယ်ကျက်မှနိုးနေမှပဲမွေးလို့ရတယ်မွေးရင်အကောင်ရမှာဆိုလို့မွေးရင်ဘာဖြစ်လဲအကောင်ရတယ်ဆိုတော့လုံးဝမမွေးရဘူးချက်တစ်ထိပေါ့ချက်မှပဲမွေးခုတော့နည်းနည်းလေးနူးလာပြီဆိုတော့အရက်တွေထည့်မယ်မသားလေးပဲဖိပေးမယ်နော်လုံးဝမမွေးရသေးမွေးရဆိုရင်အကောင်ရတတ်တယ်နော်အဲ့ဒါကိုထုံးမယ်15မိနစ်လောက်မီးအေးလေးနဲ့ဖြုတ်မယ်နော်အခုလည်းမမွေးရသေးဘူးပေါ့အသားလေးပဲမွေးရအောင်မယ်ဒါလေးရှင်းပြတယ်ဖိရမှာလားဒါလေးပဲဖိလောက်ပြန်ချက်မှာ5မိနစ်6မိနစ်အားမကောင်းတော့ဒီတော့မဲရာပဲခုတော့အယိုးတွေခြေသွားပြီဆိုတော့မွေးလို့ရပြီခုချင်မောင်ရွက်ထည့်မယ်ချင်းထည့်မယ်ချင်းကတော့အနေတော့မချင်ရင်လည်းပြန်ထည့်လို့ရတယ်ဖြစ်တယ်ဆိုတော့ရေနဲ့ထပ်ထည့်မယ်နော်အယိုးတွေကလည်းဒီလိုမျိုးကြည့်ပြီးဆိုရင်မွေးလို့ရပြီနော်အခုစက်ခံနေပြီဆိုတော့ရုံးပရိသီခဏအရန်ချိုက်တဲ့ရုံးပရိသီထည့်မယ်ရှယ်ပဲစားလို့ရန်ကောင်းတော့မယ်ပြီးရင်ပင်စိတ်မွေးလိုက်တာရန်မွေးတာဆိုဒါလေးပင်စိတ်လေးအပေါ်မှာထုတ်လိုက်မယ်နော်ပုတ်ပြီးတော့မှမီးလေးပိတ်ဆိုတော့ရန်စားလို့ကောင်းတဲ့ပိန်းရွက်ဟင်းလေးပြီးပါပြီချက်ထားတဲ့ပိန်းရွက်ဟင်းလေးရဲ့မြုပ်တီးစားနဲ့ထောင်ထားတဲ့ဟာလေးအဆက်ကြိုက်ရင်မြေထဲမှာထည့်ပြီးတော့သမင်းနဲ့နေစားရဲဆိုရင်
စားလို့ကောင်းတဲ့ပိန်ရွယ်ဟင်းလေးရပါပြီနော်ငယ်ချင်းလဲချက်စားကြည့်ပါဦးနော်